မနာလိုစိတ်ကြောင့်ဘုံကံမမိန်စေနဲ့သူတစ်ပါးကိုတပုတ်လေလွင်ပြောတတ်တဲ့သူဟာကို့မှာကိုယ်ရောင်ကိုယ်ဝါတွေမင်းမိန်သွားတတ်တယ်သူတစ်ပါးကိုဂုံတရင်မင်းမိန်အောင်တိတ်ခါချသွားအောင်လှုပ်ချင်တဲ့စေတနာဇောတွေကြောင့်ကို့မှာလည်းဘုံရှိန်ကံရှိန်တွေဟာတေးသိမ်မင်းမိန်သွားစေပါတယ်သူများမကောင်းကြောင်ပြောလွန်းသူဟာကို့အရှိန်ဝါတွေစုပ်ယုံနေပါတယ်သူများမကောင်းကြောင်ပြောတတ်သူတွေရဲ့မျက်နှာကိုယ်အမူအရာတွေကိုသတိထားပြီးကြည့်ကြည့်ရင်သိသိတာပါတယ်ချမ်းသာမှန်သမျှလိုချင်ရင်သူများအတင်းမပြောနဲ့တဲ့ဘုရားရှင်ကဒီလိုဆုံးမထားတယ်နော်သူများအတင်းသူများအကြောင်းထက်အာကိုတို့ကင်းလားမကင်းဘူးလားဆိုတာကိုကိုကြည့်ပြီးကိုပဲပြန်ပြီးဝေဖန်နေတာအကောင်းဆုံးပါပဲသူတစ်ပါးရဲ့မလျော်သောအပြစ်အနာအဆာတို့ကိုလိုက်ကြည့်မနေပါနဲ့သူကကောင်းတာတွေလုပ်နေတာလားမကောင်းတာတွေလုပ်နေတာလားဆိုတာကိုယ်နဲ့လည်းမသက်ဆိုင်တာမို့လိုက်လံကြည့်ရှုမနေပါနဲ့ကိုယ်တိုင်ကကောင်းတာလုပ်မလုပ်ကိုပဲအမြဲမဖြစ်ကိုယ်တာသုံးသက်ကိုယ်စိတ်ကိုယ်တာအမြဲစစ်ဆေးနေပါတဲ့ပြီးရင်အတင်းပြောဝါဒနာပါသူတွေကိုလည်းရှောင်ပါအတင်းအဖျင်းပြောတတ်တဲ့အတိုင်းအဝိုင်းကနေလည်းတတ်နိုင်သမျှဝေးကရှောင်ပါအတင်းအဖျင်းပြောနေတဲ့အချိန်မှာဒီအဆင့်အတန်းနှိမ့်တဲ့စိတ်ကိုပြန်ပြီးဆန်းစစ်ကြည့်သုံးသက်ကြည့်ပါအေးချမ်းကြည်လင်နေသလားလို့ကိုကအတင်းပြောနေတဲ့အချိန်မှာတစ်ဖက်လူကဂုဏ်တော်ပွားနေခြင်းမေတ္တာပွားနေခြင်းတရားနာခြင်းပရိပဋ္ဌာန်ရွတ်ဖတ်ပူဇော်နေခြင်းကောင်းမှုကိုယ်တို့လုံနေတဲ့အချိန်တိုးနဲ့များကြုံကြိုက်ခဲ့တယ်ဆိုရင်ကိုယ်မှာပို့ပြီးအပြစ်ဖြစ်မှာကြောက်စရာကောင်းလာပါတယ်။ဘာကြောက်စရာတော့ဖရာကြီးဒေါက်တာရှင်နန္ဒမာလာဘိဝန္တ